စောင်းမဖြစ်နိုင်ကြတယ်မလား ဖြစ်နိုင်ဘူးဆရာ ဟမ်ဆရာပေးတဲ့အဆောင်ကြီးယူမသွားကြဘူးနဲ့တူတယ် ယူသွားပါလေဆရာဒါမဲ့ကြက်သွားတဲ့ဟာတွေကတခုမှမပါတော့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆရာ ဟုတ်ပါတယ်ဆရာရဲ့အဲ့ဒါဆရာနည်းနည်းပါးကြည့်လို့ပြပါဦး ရပါတယ်မပူပါနဲ့မပူပါနဲ့ဖြေနိုင်တာမဖြေနိုင်တာကအရင်မကြည့်ပါဘူးအောင်မှုကအရေးကြီးတယ်မလားဟမ်ရေရီယာကောင်းတော့ဘာဖြစ်လဲ ပတ်ဆက်ကုန်တာပေါ့ဆရာ ဟမ်အဲ့ဒါကြောင့်နင်တို့မအောင်ကြတာဗောဟမ်အခုတည်းကမအောင်တာအဲ့ဒါကြောင့်ဘာမှပြောမနေနဲ့ငါရေရီယာထပ်ပြီးတော့စီစဉ်ပေးမယ် လောက်ပါအောင်ဆရာရဲ့ကျမတို့ကလေဆရာကိုအားကိုးပြီးတော့မှလာခဲ့ရတာပါကျမတို့မြောက်ကလေဒီနေ့မှမအောင်လို့မဖြစ်တော့ဘူးဆရာရဲ့ဒီနေ့မှမအောင်လို့ရှိရင်အိမ်ကယောက်ျားပေးစားပြစ်မယ်တဲ့ ဟုတ်တယ်ဆရာကျမတို့ကူညီပါအောင်ဆရာခိုင်းနေတာခိုင်းပါကျမတို့လုပ်ပါမယ် ရေရီယာလောက်ရမယ်ဘလို့ရေရီယာလောက်ရမလဲဆိုတော့ညီဒီစာမွေးဝါကိုဖြေတာဘယ်နှစ်ရှိပြီလဲ 9နှစ်ရှိပါပြီဆရာ ကျမက6နှစ်ပါဆရာ ဟေးအဲ့ဒီ9နဲ့6ပေါင်းတော့ 17ပေါ့ နမွေးမရှိနမောမရှိနဲ့ဟာ7ဆိုမှတော့နင်တို့ဆက်ပြီးတင်နေကြတော့မှာပေါ့9နဲ့6ပေါင်းတော့ငချာ